verb နဲ့လည်းတွဲမယ် adjective နဲ့လည်းတွဲမယ် verb မှာအသက်ပိုင်းအစေရော verb adjective မှာအသက်ပိုင်းအစေရော verb adjective မှာအသက်မပိုင်းစေရောရအသက်ဆိုရင်လည်းစေရောပဲတွဲမယ်မြောင်းစာ noun နဲ့ဆိုရင်ဤစေရောအဲ့တော့အခုတင်မဲ့ဟာကအရင်အရှိတုန်းကတင်ခဲ့တဲ့စေခိုင်းဝါကြမဟုတ်တော့ပဲနဲ့ရိုးဝါကြအောင်မှာရင်ကျေးတဲ့စကားလုံးအဲ့တော့ तू ကဘယ်ကနေလာလဲဆိုရင်ဒီမှာတော့အဲ့လိုဒီမှာကြီးစာမျက်နှာမှာပေါ့နော်ရှင်းထားတာမပါဘူးမဲ့ तू ကအမြင့်ပုံစံဖြစ်တဲ့ရှိဆိုတဲ့စကားလုံးရှိရှိကိုမှအနောက်ကနေအောယိုပေါင်းလိုက်ရင်ဆယ်ယူဖြစ်ရတယ်ရှိကိုအောယိုပေါင်းရင်ဆယ်ယူအဲ့တော့အဲ့ရှိကိုအောယိုပေါင်းလာတဲ့ဆယ်ယူကယဉ်ကျေးတဲ့စကားလုံးနော်အဲ့တော့ဒီကအဲ့ဒီကနေလာတာစိတ်ခိုင်းတဲ့ရှိမစိတ်ခိုင်းတဲ့ဆယ်ယူမဟုတ်နော်အဲ့တော့ဒီမှာဟိုလေကြည့်အောင်어머니는 무슨 일을 하세요? 어머니는 아메가 무슨 일을 하세요? ဘာလုပ်ပါတယ်လဲအဲ့တော့ subject ကိုကြည့်လိုက် 어머니 အမေကို့အမေလည်းမဟုတ်ဘူးသူများအမေကိုသူမေးနေတာဟဲ့နော်အဲ့တော့ subject ကသူများရဲ့အမေအဲ့တော့ပြန်ဖြေမယ်ဖြေတဲ့လူကသူ့အမေအကြောင်းကိုဖြေတယ်ဒါပေမဲ့သူ့အမေအကြောင်းသူများအတွက်ပြောပြပေးနေတာသူများစီမှာပြောပြပေးတယ်အဲ့တော့ subject ကအမေသူ့အမေလူကြီးပေါ်ကပြောချင်တာအဲ့တော့ piano လို့ဂါရုချိစေရော piano စန္ဒယာကိုဂါရုချိစေရောတင်ကြားပါတယ်အရင်တင်ခဲ့တဲ့ဂါရုချောယူအဲ့လားတင်လို့မရအောင်အဲ့ဆိုရင်ဗမ်နီတာရောမသုံးတော့ဘူးလားဗမ်နီတာကိုလည်းမသုံးဘာလို့လဲဆိုတော့တငယ်ချင်းစကားပြောနေရမလို့ဒီစေယောဒီဝါကြမှာပါတဲ့ subject အတွက်သုံးတာဝါကြမှာပါတဲ့ subject ကကိုယ့်ထက်ကြီးတဲ့လူဖြစ်နေရဆိုရင်သုံးရရမယ်နော်အဲ့တော့ piano လို့ဂါရုချိစေရော piano ကိုတင်ပါတယ် piano ဆောင်ဆန်နေဤစေရော piano ဆောင်ဆန်နေဆိုတော့ piano စန္ဒယာတင်တဲ့ဆရာမဖြစ်ပါတယ်အဲ့တော့ noun ဖြစ်တဲ့အတွက်ဤစေရောဖြစ်သွား noun နေဆိုရင်ဤစေရော noun မှာအသက်ပါတာမလို့ဤစေရောသုံးတာအဲ့တော့ဤစေရောကဘယ်သူပါလဲဆိုတော့ဤရေရိုရဲ့ယဉ်ကျေးတဲ့ပုံစံလို့ပြောလို့ရတယ်အဲ့နော်အဲ့တော့စာဝဲချောကင်းအောက်မှာသူ့ရဲ့ရှင်းချက်လေးပါမယ်စာဝဲချောကင်းဆိုတာလူဖွဲ့စည်းဆိုင်ရာအဲ့နော်လူဖွဲ့စည်းဆိုင်ရာဂျီကွီဆိုတာကယာဒူနော်ယာဒူနိုင်အသက်가족관계 미다수관계ဆက်ဆံရေးတွေကို 고려하여 태도인 생각이လူဖွဲ့စည်းရာယာဒူအသက်ယာဒူရဲ့အသက်တွေမိသားစုဆက်ဆံရေးတွေကိုထည့်သွင်းစဉ်းစားပြီးတော့မှဟွာကြကပြောတဲ့လူက문장의ဝကြရဲ့주어 subjectပြောသူကဝါကြထဲမှာသူပြောမဲ့ဝါကြထဲမှာပါတယ် subject ကို 높일 때မြင့်တင်ပြီးတဲ့အခါမှာ사용합니다သုံးရပါတယ်အဲ့တော့အခုဒီမှာပါတယ်စေယောဒီပြောတဲ့လူကဝါကြထဲမှာပါတယ် subject ကိုမြင့်ပေးတဲ့နေရာမှာသုံးတာရရင်နော်နားထောင်တဲ့လူအတွက်မဟုတ်ဘူးဝါကြထဲမှာပါတယ် subject အတွက်မြင့်တာရမယ်နော်အဲ့တော့ verb adjective ဆိုရင်စေယောအဲ့တော့အသက်ပါရင်စေယော verb နေ adjective နေအသက်ပါရင်စေယောအဲ့တော့ ikta ဆိုတော့ ilkuseyo နော်အသက်မပါဘူးဆိုရင်စေယော ra အသက်ဆိုရင်လည်းစေယောပဲပေါအောင်မယ်အခါကျရင် ra နာဘာစာနဲ့တွေးလို့ပျောက်ပေးရအောင်ပါနော်အဲ့တော့친절하다အမှဆိုရင်အသက်မပါလို့စေယောပြောတယ်친절하세요 친절하다ရဲ့အဓိပ္ပာယ်ကဖော်ရွေတယ်အဲ့တော့받침 나온 말ဆိုရင်တော့အသက်ပါတယ်ဆိုရင်ဤစေယောအသက်မပါဘူးဆိုရင်စေယောရအသက်ဆိုလည်းဤစေယောပဲเนาะ noun ကနော်အဲ့တော့ဝဲစာဝန်ကုမ္ပဏီဝန်ထမ်းအသက်ပါတော့ဤစေယောဝဲစာဝန်ဤစေယောကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်
요리사 사포무 아세요? 요리사 세요 사포무 피바래 야면어 우리 할아버지는 바로 보가로 군인이세요 쓰다 피바래 군인아 쓰다 우리 할아버지 와자의 삽자가 할아버지 피니로 나마 연재비야래 으세요네 군인아 나온 피니로 아따바래 나옴으로 이세요 나 부모님은 미바가로 요즘 아쿠달러 춤무 배우세요. 아까오 땡유니 바래. 미바리야 아쿠달러 아까 땡니 바래. 미바리 정ပြောတာမလို့ 배우세요ဖြစ်တာ. 나 할머니는 아빠가로 키가 크세요. 아야시 바래. 와자마 subject이야. 사 루루ဖွဲ့စည်း 사야 아야 မြင့်နေတဲ့လူတွေကြီးပဲပထမဝါကြဆို할아버지ဒုတိယဝါကြဆို부모님တတိယဝါကြဆို할머니နော်နောက်တစ်ခု성사님ဆရာနဲ့စကားပြောနေ성사님 지금အခု어디에 가세요? 배우 သွားပါတယ်လေကျွန်တော်ကတော့식당에 가요 식당စားတောက်ဆိုင်ကို가요သွားတယ်세요နဲ့ပြန်မဖေးဘူးတွေ့လားဘာလို့မသိဘူးအေး subject ကကျွန်တော်လေသူပြောတဲ့ထဲမှာဝါကြရဲ့ subject ပြောတဲ့လူကဝါကြထဲမှာပါတဲ့ subject ကိုမြင့်ပေးတာဘယ်လိုမြင့်ပေးရလဲဆိုတော့လူဖွဲ့စည်းဆိုင်ရာယာဒူးတွေအသက်တွေမိသားစုဆက်ဆံရေးတွေကိုကြည့်ပြီးတော့မြင့်ပေးတာဒီနာဂျော်နွန်ရှစ်တန်းရဲ့ခါယူဆိုတဲ့ဝါကြမှာပါနေတဲ့ subject ကသူ့ကိုယ်တိုင်ဖြစ်နေတာကိုဆိုရင်မြင့်ပြီးပြောစရာမလိုဘူးအဲကြောင့်မလို့ခါယူအပေါ်ကလူကကြတော့성사님 subject ကဆရာဖြစ်နေမှာအားကြောင့်မလို့세요တောင်းလိုက်တာ성사님 어디 가세요? 저는 식당에 가요. ကိုကို세요နဲ့လာမေးတယ်ကိုအကြောင်းကိုမေးတာဆိုရင်တော့ပြန်ဖြေရမယ့်နေရာမှာ세요ထည့်ပြီးဖြေစရာမလိုဘူးကိုလာမေးတယ်ကိုအမေကြောင့်ကိုဖေကြောင့်ဆိုရင်တော့세요ထည့်ပေးရမယ်ရပြီနော်အဲ့တော့ဒါကတပိုင်းပြီးတော့အောက်မှာမဟုတ်ဘူးလို့ညင်းကျင်တာနောက်မှာဟုတ်တယ်လို့ပြောတာရှိတယ်လို့မဟုတ်ဘူးလို့ပြောရလဲရှိအဲ့လိုမဟုတ်ဘူးလို့ညင်းကျင်တာဆိုရင်ကြတော့ဘာသုံးရမလဲဆိုရင်ဤကအာနီယေလို့ရှိခဲ့ရမလားအရင်တော့အဲ့ဒီဤကအာနီယေကိုပြောင်းပြီးတော့ရင်ကြေးကြေးပြောမယ်ဆိုရင်ဤကအာနိစေယောဤကအာနီယေရဲ့အဓိပ္ပာယ်ပါကြီးလေဤကအာနီယေနောင်ဖြစ်ဟမ်အာနီယေဤကအာနီယေကဘာအဓိပ္ပာယ်လဲဤကအာနီယေကအာနီယေဖြစ်တာဤကယေရှိတာ好啊，你有啥没呀？你要不弄我边没？ဤကအာနီယေဤကအာနီယေမဟုတ်ပါဘူးလို့ပြောရလေဤကအာနီယေဆိုတာမဟုတ်ပါဘူးလို့ညင်းတာနောင်ဖြစ်ပါရဲ့ဆိုရင်ဤရေယိုရေယိုနောင်မဖြစ်ပါဘူးနောင်မဟုတ်ပါဘူးဆိုရင်ဤကအာနီယေအသက်ပိုင်းဤအာနီယေအသက်ပိုင်းခါအာနီယေသူ့ကိုယဉ်ကျေးတဲ့အပြောခြင်းနဲ့ဆိုရင်ဤကအာနိစေယောဤကအာနိစေယောလို့ဆောင်းရမှာတာဤကအာနိစေယောလို့သုံးရပါလေယဉ်ကျေးခြင်းနဲ့ဆိုရင်စေယောလေးနဲ့သုံးဤကအာနိစေယောအဲ့တော့ကျတော့ subject ကကိုပြောမဲ့ဝက်ကြမှာပါတဲ့ subject ဒီအဖေအမေဒါမှမဟုတ်အထက်လူကြီးဒါမှမဟုတ်အသက်ကြီးတဲ့ပုဂ္ဂိုလ်မတည်သေးတဲ့လူဖြစ်နိုင်တယ်။မာဦးရီဟာရဘောဂျီနော်။ဦးရီအာဘောဂျီနော်။ငါတို့အဖေကတော့ခွဲစားဝနီအာနီစေယောကုမ္ပဏီဝန်ထမ်းမဟုတ်ပါဘူး။ကုမ္ပဏီဝန်ထမ်းကနောက်မဟုတ်ပါဘူးလို့ပြောချင်တာ။အာနီယေကိုသုံးရမှာ။ဒါပေမဲ့သူပြောမဲ့ထဲမှာပါနေတဲ့ subject ကအာဘောဂျီဖြစ်နေတဲ့အတွက်အာနီယေကိုမသုံးတော့ဘူး။အာနီစေယောဟာဝိုင်ဆာဝန်နီအာနိစေယောဦးရီအာဘောဂျီနော်ဝိုင်ဆာဝန်နီအာနိစေယောမဟုတ်ပါဘူးဂီစာစေယောဂီစာစေယောဂီစာကျတဲ့တင်တော့ဂီစာတော့ဖြစ်ပါမယ်ဂီစာတရင်တော့ဂီစာမှာအသက်မပါလို့စေယောဂီစာစေယောတရင်တော့ဖြစ်ပါတယ်ဒီဒီရိုင်းနော်အဲ့တော့အောက်မှာမှတ်ချက်လေးပါတယ်မွန်းချန်းရဲ့ဂျူရောဝါကြမှာ subject ဆိုတာရှိတယ်အဲ့ဒီ subject ကဂျောကျွန်တော်ဖြစ်နေမယ်နာငါဖြစ်နေမယ်ပြောရမယ်ဆို first person ပြောသူနံစားတွေဖြစ်နေတယ်ဆိုရင်စေယော
이 세요리고 사용하지 않습니다. 맞동야 바부. 그럼 빈지의 니아마 동네 으세요 세요 이 세요디 바마동야 올래소인 ကျွန်တော်ဒီ first person ဖြစ်တဲ့ကျွန်တော်တို့ငါတို့ ਨੇ တုံးလို့မရဘူး။ရိုင်းနော်။အဲ့တော့ 저는 영어 선생님 미세요လို့ပြောရင်မှားတယ်။ 저는 영어로 가르치세요လို့ပြောရင်လည်းမှားတယ်။ဘာလို့လဲဆိုတော့ subject ကဂျော်ဖြစ်နေလို့ယဉ်ကျေးရမယ့်အထဲမှာ 으세요 세요 သုံးတာဒီဝကြရဲ့ subject ကယဉ်ကျေးရမယ့်လူဖြစ်မှပဲသုံးလို့ရမယ်။ကိုနဲ့ဆိုမသုံးရအောင်။အဲ့တော့ဒါကိုပြောရင်ဘယ်လိုပြောမလဲပုံမှန်အတိုင်းပဲပြောမယ်저는 영어 선생님이에요 저는 영어로 가르쳐요